စီဝါရေးသမားတိုင်းဖက်တင်နေကြက်နဲ့နွားတခါကရွာလေးတရွာမှာကက်စီးနေတဲ့အဖိုးကြီးအဖွားကြီးနှစ်ယောက်ရှိကြတဲ့တာသမီလည်းမရှိပဲနှစ်ယောက်တည်းနေကြရတယ်တနေ့တော့အဖိုးကြီးကအသေးအံဖြစ်ပြီးတေကန်လေးကြောင်ကြမ်းနဲ့အဖွားကြီးကိုမှားတဲ့ငါရင်ကဘာကုသိုလ်ကောင်းမှုမှလည်းမလုပ်ခဲ့ဘူးမိမရေငါသိရင်ဘွာကူကောင်းအိမ်ကနွားလေးကိုရောင်းပြီးတဝက်ကိုငါ့အတွက်ရည်စူးပြီးလှူတဝက်ကိုနင်လောက်ကန်စားတော့ဖို့ယူတဲ့အဖွားကြီးကလည်းမျက်ရည်ဆက်လက်နဲ့ဂတိပေးလိုက်မိပါတယ်အဖိုးကြီးသေပြီး2ရက်လောက်နေတော့အဖွားကြီးကက်စီးနေတဲ့စိတ်ကပြန်ဝင်လာပါတယ်ဒီနွားလေးပဲငါစားနေရတာရောင်းပြီးတဝက်လှူလိုက်ရင်ငါနဲ့ဒုက္ခဒီလိုပြောပြီးအကြံထုတ်နေရတယ်ဂတိကိုလည်းမဖျက်ချင်ဘူးဒါနဲ့နောက်နေ့အိမ်ရှိမှာကြက်နဲ့နွားပူးချီထားပြီးဆိုင်းဘုတ်ရေးလိုက်တယ်နွားရောင်းမြေ2000ကျက်ကြက်ရောင်းမြေ2သိန်းကျက်မှတ်ချက်ခွဲမရောင်းပါတဲ့ဈေးကလည်းပြားပြားကြီးဖြစ်နေတာမို့လူတွေကလည်းအတူအဆန်းဆိုပြီးလာကြည့်ကြတယ်အဲ့ဒီအထက်ကကြိုက်တဲ့သူတယောက်ကဝယ်သွားတယ်ရဲလည်နေ့ကျတော့နွားရောင်းလို့ရတဲ့ငွေ2000တွေကတဝက်ခွဲ1000ကိုစံပြုတ်ချက်ပြီးဖုန်းကြီးကိုလှူလိုက်တယ်ကြက်ရောင်းတဲ့ပတ်စံ2သိန်းကိုနောက်ပေါက်တစ်ကောင်ပြန်ဝယ်လိုက်တယ်ဂတိကတော့ပြတ်မသွားဘူးပေါ့ငငယ်တုန်းကတော့ကျွန်တော်ကဒီကတ်တုန်းကိုဖတ်မိလို့ရည်စရာအဖြစ်သာပေါ့ပေါ့နဲ့မှတ်ယူထားမိလိုက်တယ်စီဝါရေးလှုပ်လာတော့ဒါကတကယ်ကိုမဟာဖြူဟာကြတဲ့အခင်းချင်းချင်းတစ်ခုလိုကွက်ကွက်ကွင်းကွင်းနဲ့မြင်လာမိပါတယ်လူတွေကိုဈေးရောက်တဲ့အခါလူစိတ်လူမနှောကိုအခြေခံကြကြတည်ထားမှအယောင်းတက်တာအဖွားကြီးလှုပ်ပုံကိုကြည့်တပတ်1ဂတိမပြတ်ဘူးနံပါတ်2အများစိတ်ဝင်စားတယ်နံပါတ်3ဝယ်သူလဲမနစ်နာဒီ3ချက်ကန့်ညီတယ်နွားတစ်ကောင်2သိန်းဆိုလဲပေါက်စည်းနဲ့တန်ရထရင်ဝဲမှာပါပဲဒါပေမဲ့3သိန်းပြန်လူရမယ့်ဂတိမဖြတ်ချင်ဒီတော့ကြက်ကိုဂျန်တော့ခုလိုက်တာဆိုပါတော့လမ်းဘေးမှာကောက်ဆွဲကြော်တစ်ပွဲ1500ဆိုရင်အတော်လက်ရကောင်းကောင်းရေအဲကွန်ကဲတွေတတရရဲ့စပွဲထိုးတွေအခန်းအပြင်စင်ကြီးကြီးကျယ်တွေ3500ပိုထပ်ပေါင်းပြီး9000ကျပ်နဲ့ရောင်းတော့လေလမ်းဘေးဆိုင်တွေထက်တောင်ပိုစီသေးခောက်ဆွဲကြော်4000စားပိတ်ချက်1000ခွဲမရောက်မှာဆိုတဲ့သဘောဒါပေမဲ့တန်ဖိုးတက်မှတ်ချက်ပြောင်းပြန်ဆိုတာမသိရှာကြကောင်းကောင်းစားရတာတန်ပါတယ်လေဒီလိုဆိုပါတော့ဖုန်းတစ်လုံး3သိန်းခွဲဂိုရောင်ထဲကရောင်းမကုန်တဲ့ပါဝါဘက်ဖုန်းစတန်ကာဘာမှတ်မကွဲလက်ကျက်စောင်းပေါက်1000ခွဲဖို့လောက်ထပ်ပေါင်းထက်3,6500နဲ့ရောင်းဒါလဲအဖွားကြီးနီးပဲထပ်ကွန်လိုက်သေးတယ်ရခင်စေး2သိန်းအခုဘလောက်ရာခိုင်နှုန်းနဲ့အထူး promotion discount 3,6500ပိုကြိုက်ပေါ့ဒီလိုဆိုပါတော့ပစ္စည်းလေး10မျိုး15မျိုးလောက်ပဲရောင်းတယ် online store က1000တန်ကို1000ခွဲရောင်းတယ်ဘေကမှပို့က free ငွေကြိုလွှဲစရာမလို့ဆိုတော့ကပုံသေးတွက်မရတဲ့ပို့ကကိုပြန်မြ9000တက်ပြီးပို့ပေါင်းထားတာပို့ကအများဆုံးကျမဲ့ကော့တောင်းကမှာပဲစားတဲ့စနစ်နဲ့ပို့ရင်ပို့က3500မရွေးလို့ပြန်လာရင် return fee 2000ကျော်900ရှုံးသေးတာဒါပေမဲ့နီးနီးနားနားပို့ရရင်ကြိုက်တယ်ကော့တောင်းလဲရွေးယူရင်တော့ကြိုက်သေးတယ်တော်တော်များများကပစ္စည်း1000ပို့က9000ခွဲမရောက်မှာဆိုင်လာဝယ်လို့မရပါဆိုတဲ့သဘောတရားကိုမမြင်ကို့အရက်ဒေတာမှာလိုက်ရှာဝယ်လို့စီကုန်းတာယာပါဖနှက်ပေါက်မယ်ရှာတွေ့ကြမှတွေ့မယ်ဆိုတဲ့အတွေးနဲ့ပဲတန်တယ်ပေါ့ခတ်တာကပစ္စည်းဖို့တက်ပိုးကတက်ခွဲရောက်တဲ့ဆိုင်ကြတော့ပိုးက1500ဆိုရင်အင်းသွားနင်းသွားတယ်အဖွားကြီးနီးကတော့ ID kit တီအသက်ဝင်နေတော့မှာပဲကျွန်တော်တို့ဆိုင်ကတော့အဖွားကြီးနီးကိုလုပ်ငန်းထဲထည့်မသုံးမိလို့ကော့တောင်းကလေးစစ်တွေတာချီလေးတို့က customer တွေမော်ရကြတာတော့များပါတယ်သို့တော့တခြားနည်းတစ်ခုနဲ့အဖွားကြီးနီးကိုတုံးထားတော့အဲ့ဘက်ပြန်ရောက်လာကြပါတယ်ဆိုပါတော့တင်မော်ကြီးတစ်စင်းပင်လယ်ထဲမှာပြက်နေတာ3ရက်ကျော်ပြီပါလာတဲ့အင်ဂျင်နီယာကြီးတွေဘလို့ပြင်းစက်မနိုးငါးဖန်ဆက်လေတွေတွေ့လို့လှမ်းခေါ်အကူကြီးတောင်းကြည့်တယ်ပေတိပေဆုပ်အဖိုးကြီးတယောက်တက်လာပြီးအင်ဂျင်ကိုကြည့်တယ်ပြီးတော့ခွာလေးနဲ့2ချက်3ချက်ကြက်လိုက်တယ်ဆက်နိုးသွားတယ်ကပတိန်ကပြင်ကညပူဇော်ကဘယ်လောက်ပေးရမလဲဆိုတော့$205တောင်းတယ်ခွာလေးချက်တာ
အဲ့လောက်တန်လို့လားဆိုတဲ့အထာနဲ့ပြောတော့ခွားချက်ခက$ဘယ်နှကျက်ရမယ်ဆိုတာသိနိုင်တဲ့ပညာအတွက်$200တဲ့တိတ်ဘဝင်မကြခြင်းတကယ်ဆိုရင်မစီမဆိုင်နော်ဇယ်ရီဖြုတ်စေပလန်ချာရီလေးအင်ချီဝိုင်လေးအားလုံးကြားတဲ့ငွေတက်ပြီးမှ$203ပဲယူစားပစ်ချက်ချက်$2ဆိုရင်တိတ်သဘောကျသွားမှာဘလို့ပေးရဆက်ကောင်းသွားဖို့ကအဓိကပဲဆိုပေမဲ့ခွားချက်တဲ့ခေါင်းစဉ်နဲ့တော့$205ပေးရတာအထက်လူကြီးကိုတင်ပြရင်ဘတ်ဂျက်ချပေးပါမလားကြောင်ပြူတာမဲတာအရေးမကြီးဘူးကြက်ခုတ်တက်ဖို့ပဲလိုတယ်တဲ့ဒါပေမဲ့ဗျာအခုခေတ်ကကြက်ခုတ်စေချင်လို့မွေးကြတာမဟုတ်တော့ဘူးအလှမွေးကြတာဆိုတော့အစာကွက်ထဲကြွက်လာလူစားရင်တော့မူရီတာပွားနိုင်တဲ့ယိုရီယာကြောင်ဖက်တေးကျူတွေ3သိန်းကျော်တန်နေလေရောက်တဲ့ရကြာပန်းအတွေးမြတာ